2009 ခုနှစ်ပညာသင်နှစ်ခေါင်းပေါ်ကျေးရွာမှာကြားရောက်တဲ့အာထကတိကျောင်းမိသားစုအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုစတင်တော့မှာဖြစ်တဲ့အတွက်အားကစားသမားများသတ်မှတ်ထားတဲ့နေရာအသီးသီးမှာနေရာယူပေးကြဖို့လေးစားစွာပန်ကြားပါရင်းမှရောက်ရှိလာကြတဲ့ဆရာဆရာမများနဲ့အားကစားပြိုင်ပွဲဝင်ကျောင်းသူကျောင်းသားအားလုံးကိုမင်္ဂလာပါလို့ခေါင်းပေါ်ကျေးရွာမှာနှုတ်ခွန်းဆက်တာပါတယ်ရှင်။ဖွင့်ပွဲအခမ်းအနားစီစဉ်ကိုအပိုင်းနှစ်ပိုင်းခွဲပြီးကျင်းပသွားမှာဖြစ်ပါတယ်။ပထမပိုင်းမှာပြင်ပွဲဖွင့်ပွဲအခမ်းအနားဖြစ်ပြီးဒုတိယပိုင်းမှာတော့ဖျော်ဖြေရေးအစီအစဉ်ဖြစ်ပါတယ်ရှင်။ဘလောက်ဆိုတာအခမ်းအနားစီစဉ်ရစစ်ကြောင်းမှုမှဥဆောင်၍အားကစားသမားများကွင်းလယ်တွင်နေရာယူဖို့ဖြစ်ပါတယ်ရှင်။ Thank you.